သမီးကြီးလားဆရာတော်ကငါရင်ကလားနောက်တစ်စုံလာတာတို့သမီးတို့တော့ကဟိုကလေးတွေရောနန်းတန်းသားလေးကွက်ကလေးတွေပြေးတမန်ကတော့ကဟုတ်တယ်ငါဟိုမှာဟိုကဖုန်းနှစ်ပါးနဲ့ဆိုကြဘယ်မှာလဲတော့ထားလို့သုံးပါးကမယ်ဆိုဒီဘက်မှာကပ်ဖို့တော့ရိုးဆရာတော်ကြီးအရင်ကပ်မယ်ဟေးလာနင်းမမကြီးမကြည့်လားဆရာတော်တုံးတော့ကပ်တယ်နောက်ဦးမဂိန်းနဲ့ဦးတုံနဲ့ဆရာလေးဆန္ဒပုံဟိုကနေစကန်တော့ကဟိုနာဆိုင်ဒီကုန်းကဲတော့ကဆရာလေးကိုမကြွဆရာလေးယူပါလာကမ်းဂျော်ဒန်ချာပြီးတယ်အဲ့ဒီဘက်ချာပြီးလေးဓမ္မရေကဘုံဘုံနဲ့ပါတယ်ဆရာလေးတစ်ပါးလည်းရှိတယ်၃ပါးတော့ဟမ်မဟုတ်ဒါဥတုံလို့အတွက်ကဥဇောတိကကโอเคဆရာလေးမဆန်းကိုကတဲ့ဆရာလေးကိုဆရာလေးအတွက်ဆရာလေးမဆန်းကိုကတဲ့ဘောနာမိုက်ဘောနာရှိဘောနာတော့တင်းဆရာလေးအတွက်ဆရာလေးအတွက်ဆန္ဒနေဝင်လာတဲ့တင်ကဆရာတော့ကလည်းဟိုလည်းပဲဟိုမှာလာတော့ရုပ်ရတဲ့တင်ကဟိုလာလေဒီလုံးလေးတွေတော့ပဲကိုကြီးဗီဒီယိုရိုက်ထားတဲ့ဘုံကြီးနဲ့ကြည့်မကောင်းဘူးရွှေထားတယ်ဘုံကြီးဗီဒီယိုလေးမှာပါတော့ဘုံတော့ဘောရတယ်ဒီဘောရတယ်ဒီလိုကလေးနားမလဲ